မပေမကံမလူမတန့်ဆင်းရဲလန်းလူတန်းချမ်းသာသည်အရာရာတိုင်းမှာတုံ့ပြန်မှုရှိတဲ့ action and reaction ပြုတာဖြစ်လို့ရှိရင်အဲ့ဒီပြုမှုရဲ့တုံ့ပြန်မှုတစ်ခုခုဖြစ်ပေါ်တယ်အဲ့တစ်ခုခုဖြစ်ပေါ်တယ်ဆိုတာအကျိုးတရားပေါ့ပြုလုပ်တာဖြစ်ရင်အဲ့ဒီပြုလုပ်ခြင်းကြောင့်တစ်ခုခုဖြစ်ပေါ်တယ်ပြုလုပ်မှုမှန်သမျှမှာတုံ့ပြန်မှုရှိတယ်တဲ့ဒါကြောင့်ပေးခြင်းရဲ့တုံ့ပြန်မှုကတော့ရခြင်းပေါ့ပေးခြင်းရဲ့တုံ့ပြန်မှုကတော့ရခြင်းပညာကင်းပြီးမနှိုင်းညှိပဲဇာတိပုံညမဟာတ္တဖြင့်မာနအရာကဲမိုးစွာလျက်ငါသာမင်းဟုပဇာတုဟုအယူမောက်ကြွားမထောင်လွှားနဲ့တောင်ကားမြင့်ကြည်မိကားရှိပ်ဟုသမုမာကျော်ဘက်မဲ့သောဟုရေကျော်တတ္တိမသိ၍သာကျိမ့်ပရာသို့ပမာပုံမိမမှုကြီးလျက်တောင်မီးတန်လာမကြုံဝါလင့်ရေအားကြုံတွေ့ဝဲဟုံမွေ၍တိုက်ဝေသောအခါမကြာမတင်အလျင်သဖြင့်တောင်မြင့်မီးပူတမ္မာမူလဲမြူသာဖြစ်၍စင်စစ်ကြွေမှပျောက်ပြဲရ၏ပညာကင်းပြီးမနှိုင်းညှိပဲပညာဉာဏ်နဲ့မစင်ခြင်းမစင်စားပဲနဲ့ဇာတိပုံညမဟာတ္တဖြင့်ဇာတိမဟာတ္တပုံညမဟာတ္တဇာတိမဟာတ္တဆိုတာအမျိုးမြတ်တာပုံညမဟာတ္တဆိုတာပုံကံကြီးမားတာငါကအမျိုးမြတ်တယ်သူကအမျိုးနှိမ့်တယ်ငါဘုံကံကြီးမားတယ်သူကဘုံကံနှိမ့်တယ်အဲ့ဒါလိုယူဆပြီးတော့တဲ့သူ့ဘောမှာမောက်မောက်မာမာမလုပ်နဲ့သူ့ဘောဆိုတာဘယ်သူ့ဘောဖြစ်ဖြစ်ပေါ့မောက်မောက်မာမာမပြောနဲ့မောက်မောက်မာမာမလုပ်နဲ့မောက်မောက်မာမာစိတ်မထားနဲ့တဲ့ဘလောက်ပဲကြီးကျယ်မြင့်မြတ်နေအလှည့်ကြလာပြီဆိုလို့ရှိရင်ခံရတာပဲတဲ့ဘာနဲ့တူတယ်လဲလို့ဆိုတော့တောင်ကြီးကငါကြီးမားလာပြီမြင့်လာပြီဆိုပြီးတော့ရေကငါလောက်မစွမ်းပါဘူးလို့ရေကိုအထင်မသေးရဘူးတဲ့မိကလည်းငါကပူတယ်လောင်ကျွမ်းနိုင်တယ်ဆိုပြီးတော့ငါလောက်ရေကတတ္တိမရှိပါဘူးလို့ရေကရမဟုတ်ဘူးငါလောက်ဘယ်သူမှတတ္တိမရှိပါဘူးဘယ်သူမှအာမကောင်းပါဘူးလို့အဲ့လိုမကြုံဝါနဲ့တန်ကလည်းပဲငါမာလာပြီငါလောက်မာတာဘယ်သူမှမရှိပါဘူးတခြားဟာတွေအပျော်စားတွေဒီပဲလို့အဲ့ဒါလိုမကြုံဝါနဲ့တဲ့သူတဲ့သူသာရာရှိတာပဲတဲ့ဘလောက်တောင်မြင့်မြင့်ဘလောက်မီးပူပူဘလောက်တမ်းမဲမာနေရေနဲ့တွေ့ပြီဆိုရင်အကုန်ကြေမွပြက်ပြင်းသွားတာပဲတဲ့အဲ့တော့ကိုဟုတ်လာပြီဆိုပြီးတော့သိဘဝင်မမြင့်နဲ့တိမ်ကြတဲ့ခေါင်းမရောက်နဲ့ခြေမထောက်နဲ့မဟုတ်ဘူးတဲ့ကိုယ်ရဲ့သာရာတွေရှိတာပဲဒီနေ့ကျတွေးရတယ်တောင်ကြီးလည်းပဲမြစ်ကမ်းနားမှာဒီတောင်ကြီးမြင့်နေတဖြည်းဖြည်းရေတိုက်စားတော့နောက်ကျတော့တောင်ကြီးပြိုကျမသွားဘူးလားပြိုကျသွားတာပဲတန်မာပေမဲ့လည်းပဲအဲ့ဒီတန်ရေတဲ့ချထားတဖြည်းဖြည်းတန်ကြီးတက်စားပြီးပျောက်မသွားဘူးလားပျောက်သွားတာပဲမိတော့ပြောစရာမလိုတော့ဘလောက်ပူတဲ့မိဖြစ်ဖြစ်ရေတဲ့ချ
သေသွားရောဒါကြောင့်မို့တောင်မီးတန်လာမကျုံဝါလဲရေအားကြုံတွေ့ဝဲဟုံမှု၍တိုက်ဝေသောအခါမကြာမတင်အလျင်သဖြင့်တောင်မြင့်မီးပူတမ္မာမူလဲမြူသာဖြစ်၍စင်စစ်ကြည်မှပျောက်ပြရ၏Association of ideas လို့ခေါ်တယ်လေသဘောတရားတစ်ခုနဲ့သဘောတရားတစ်ခုကိုစိတ်ကဆက်ဆက်ပြီးတော့စဉ်းစားမိပြီးတော့သွားတာပထမစဉ်းစားမိတာကတော့ပြုလုပ်မှုနဲ့တုံ့ပြန်မှုပြုလုပ်မှုမှန်သမျှမှာတုံ့ပြန်မှုရှိတယ်လို့စဉ်းစားမိတာအဲ့ဒါအကျဉ်းချုပ်ဘာဆိုလိုတာပါလဲဘဝင်မမြင်နဲ့ဒါပြောရမဟုတ်လားဘဝင်မမြင်နဲ့ဘယ်သူမှဘဝင်မြင်စရာမရှိဘူးအဲ့ဒါပြောတာကိုဒီတဲ့အမြဲတမ်းမြင့်နေလိမ့်မယ်လို့အောင်မေဟာနေဖုတ်ကနေပြုတ်ကြသွားတဲ့အခါကျတော့စိတ်မချမ်းသာပဲနဲ့စိတ်ဆင်းရဲပြီးတော့ဒါနဲ့ပဲသိသွားတန်ဝေကယူစရာမကောင်းဘူးလားကောင်းတယ်နော်အဲ့ဒါပညာရှိလို့လားပညာကင်းလို့လားပညာကင်းလို့ပါဗျာအဲ့ဒါဘောပညာကင်းပြီးမနှိုင်းညှိပဲဇာတိပုံညမဟာတဖြင့်ကိုအမျိုးမြတ်တယ်ကိုဘုံကကြီးမားတယ်ယာရုကြီးမားတယ်ဆိုတဲ့အနေနဲ့သူများပေါ်မှာမောက်မှထောင်လွှမ်းမှုမပြုနဲ့မင်္ဂလာတရားနဲ့လည်းမဆန့်ကျင်ဘူးလားမင်္ဂလာတရားဘယ်လိုဆိုတော့နိဝါဒောစာယာဒုဂုံသိမ့်ပညာရှိနှင့်စီစိန်ချွေရန်ဂုံရှိန်ခံ၍မောက်မှမကြွကိုနှိမ့်ချလျက်ခြေချပစိုးမြွေဆွဲကျိုးနှင့်ကြိုကျိုးသောနှာပမာလာလို့ပြပြစွာနေရခြင်းသည်လေဥဒ္ဓမံချမ်းသာဆောင်တလွန်ထူးမြတ်သည်မင်္ဂလာជីវချမ်းသာကြောင့်ကောင်းမြတ်သောမင်္ဂလာပါပေ၏နေနေချာချာသေသေးဝကိုပြ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 လေးနေရတာအကောင်းဆုံးလူချမ်းသာကိုယ်လည်းချမ်းသာတဲ့လူလည်းယူသေးတဲ့ချစ်ခင်တဲ့မဟုတ်ဘူးလားနိဝါဒောစာယာဒုဂုံသိမ့်ပညာရှိနှင့်စီစိန်ချွေရန်ဂုံရှိန်ခံ၍မောက်မှမကြွကိုနှိမ့်ချလျက်ခြေချပစိုးမြွေဆွဲကျိုးနှင့်ကြိုကျိုးသောနွားပမာလာသို့ပြပြစွာနေခြင်းသည်လေဥဒ္ဓမံချမ်းသာဆောင်တလွန်ထူးမြတ်သည်မင်္ဂလာជីវချမ်းသာကြောင့်ကောင်းမြတ်သောမင်္ဂလာပါပေ၏နိဝါဒမရှိရင်ဂါရဝရှိပါမလားရှိပါဘူးဗျာနှိမ့်ချမှုမရှိရင်ယိုသေးလေးစားမှုပါလဲမရှိဘူးအဲ့တော့မင်္ဂလာနှစ်ခုလုံးပြည့်မနေဘူးလားမင်္ဂလာနှစ်ခုလုံးပြည့်ပြီဆိုတော့ဘာမှအသုံးမကျတော့ဘူးအကျိုးမရတော့ဘူးပေါ့ဂါရဝောစယရဏသုံးပြဆရာမိဘသီလစင်ကြယ်သက်ရွယ်ကြည်သူဂုံကြည်သူဤစင်ဖြူစိတ်ထားသူတော်များကိုစိတ်ထားယူသည်စိတ်ထဲကလည်းတကယ်လိုက်လဲယူသည်ပါစိတ်ထားယူသည်နှုတ်ယူသည်၍နှုတ်ကလည်းအယုသေးအနှိမ့်ချစကလုံးလေးတွေနဲ့သုံးပြီးတော့ပြောပါစိတ်ထားယုသေးနှုတ်ယုသေး၍ယုသေးကိုမှုအလေးအမြတ်ပြုအပ်ခြင်းသည်၎င်းကိုကလည်းပဲဒီပုဂ္ဂိုလ်တွေနဲ့ဆက်ဆံတဲ့ကိုယ်ရဲ့ကြီးကြီးတဲ့ပုဂ္ဂိုလ်ဂုဏ်သိက္ခာကြီးတဲ့ပုဂ္ဂိုလ်သီလကြီးတဲ့ပုဂ္ဂိုလ်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ဂုဏ်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ဆက်ဆံတဲ့အခါမှာနှိမ့်နှိမ့်ချာချာရိုးရိုးသေးသေးကိုင်းကိုင်းရှိုင်းရှိုင်း
ပြက်ပြက်ဖို့အဲ့ဒါလို့ဆက်ဆံမှာခါရဝမင်္ဂလာအဲ့ဒါတကယ်မင်္ဂလာပဲကာရောစာယရဏသုံးမြဆရာမိဘသီလစင်ကြယ်တရွယ်ကြည်သူဂုံကြည်သူဤစင်ဖြူစိတ်ထားသူတော်များကိုစိတ်ထားယိုသေးနှုတ်ယိုသေး၍ယိုသေးကိုမှုအလေးမြတ်ပြုအပ်ခြင်းသည်၎င်းနိဝါဒောစာယာတုဂုံသိမ့်ပညာရှိန်နှင့်စည်းစိမ်ချွေရန်ဂုံရှိန်ခံ၍မောက်မှမကြွကိုနှိမ့်ချလျက်ခြေချပစိုးမြွေဆွဲကျိုးနှင့်ကျိုးကျိုးသောနွားပမာလာသို့ပြပြစွာနေရခြင်းသည်၎င်းတန်တုဋ္ဌိစာစားရည်တောက်ရည်ဝိုးစင်ရည်နှင့်နေရထိုင်ရာအရာရာတွင်စိတ်ထားပြင်လျက်လိုခြင်းလောဘမပြင်းပြပဲမြတ်တချင့်ကြိမ်တင်းနေရောင်ရဲခြင်းသည်၎င်းကတိညုတာသူတစ်ပါးကျေစုရှိပေဘူးကိုအထုတိတတုံ့ပြန်ဆက်ခြင်းသည်၎င်းကာလေနာဓမ္မသဝနံအသိပညာသရာတုဝအကျိုးများ၍ယုံမှပယ်ရှင်ပြန်လွင်ကင်းလျက်ပူခြင်းထွေတွေငြိမ်းအေးစေသည့်ဒေသနာတတရားမြတ်ကိုလျောက်ပတ်သောခါယူသေးစွာဖြင့်သရာရှိသွားစိတ်ဝင်စားလျက်နာကြားကြခြင်းသည်၎င်းဧတံဣတရား၅ပါးသည်ဥဒ္ဓမံချမ်းသာဆောင်တလွန်ထူးမြတ်သည်မင်္ဂလာជីវချမ်းသာကြောင့်ကောင်းမြတ်သောမင်္ဂလာပါပေတည်း